ပင်ကဟိုစိုက်ပျိုးရေးနဲ့အရင်မရင်းနေရဆိုရင်အပင် stress ရတယ်ဆိုတဲ့ကိစ္စကိုတိတ်နားမလဲတော့ဘူးထင်တယ်အဲ့ဒီအကြောင်းလေးနည်းနည်းရှင်းပြပါလားအဲ့ stress ရတယ်ဆိုပဲဟာပေါ့ဘယ်လိုမျိုးလဲဆိုကျွန်တော်လူတွေနဲ့သဘောတရားတူတယ်ဟိုဥမာကိုကအလုပ်ပါလုပ်ငန်းခွင်မှာပဲဆိုပါတော့လုပ်ငန်းခွင်မှာကိုနဲ့ကိုလောက်ရတဲ့ပတ်ဝန်းကျင်ကဟိုတခုခုအပူတွေပေးတာတော့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးဆိုကိုပါအပူတွေကူးတယ်ပေါ့နော်အပူတွေကူးတယ်ဟိုစိတ်ညစ်ရပေါ့နော်အခါကျရင်ကိုရဲ့ဟိုလုံနိုင်စွမ်းနေရလဲကြလာတယ်ပေါ့နော်ဒါလူနဲ့သဘောတရားတူတယ်ပေါ့နော်ကျွန်တော်အပင်တွေကလည်းတက်ရှိပဲဆိုတော့ဟိုအပင်ကကြတော့အဲ့လိုပဲသူဟိုပတ်ဝန်းကျင်မှာဟိုမှာယာဒီဥတုပူလာပဲဖြစ်ဖြစ်အေးတာပဲဖြစ်ဖြစ်ပေါ့နော်သူနဲ့သူရုန်းကန်ရတဲ့ပတ်ဝန်းကျင်မျိုးဖြစ်သွားမယ်ပြီးတော့ဟိုအဲ့လိုမျိုးပတ်ဝန်းကျင်မျိုးမဖြစ်ဘူးဆိုရင်တော့မှဟိုစိုက်တဲ့သူကဟိုရေလောင်းတာမမှန်တာတို့အားစီအများကြီးကျွေးလိုက်တာတို့နည်းနည်းလေးကျွေးလိုက်တာတို့ပေါ့နော်ဟိုပုံမှန်မရှိပဲနဲ့ဟို pH level ပေါ့နော်မြေကြီးရဲ့အချင်းငံတက်ဆိုလို့ရှိရင်လည်းဟိုအတက်အကျကြီးဖြစ်နေတာဟိုပြီးတော့လူကမဟုတ်ပဲနဲ့အပြင်ရဆိုလို့ရှိရင်တော့ပိုးမွားတွေအရန်ကြတာကိုကပိုးတွေပါမထိန်းနိုင်ဘူးပေါ့နော်ဒါမျိုးပတ်ဝန်းကျင်ကဟိုပြဿနာတစ်ခုခု error တစ်ခုခုဖြစ်ပြီးတော့အပင်ပေါ်တက်ရောက်တဲ့အခါကျရင်အပင်ကဟို stress ဝင်နေဟိုသူ့ရဲ့ဟိုလုံနိုင်စွမ်းနေတဖြည်းဖြည်းနဲ့ကျလာပေါ့နော်ပြီးရင်တဖြည်းဖြည်းနဲ့ကျန်းမာရေးမကောင်းလာတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တာကိုပြောတာပါအော်โอเคအဲ့ဒါလူနဲ့တူတူပါလူတွေလည်းတူတူပဲအပင်က stress ရပြီးတော့မကြီးလာတော့တာမျိုးပေါ့နော်မကြီးလာပြီးတော့ကျန်းမာရေးချို့တက်လာတာမျိုးဖြစ်တာပေါ့နော်ဟုတ်အဲ့တော့အပင်က stress ရပြီးသွားပြီဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ခုနကလိုလေဟိုမကြီးလာတော့တာတို့မကြမ်းတမာတော့တာအဲ့လိုမျိုးဘာတွေဆက်ပြီးတော့ဖြစ်တက်လဲပထမဆုံးကတော့ပေါ့နော်ဥပမာကျွန်တော်တို့ဟိုသူ့ကိုပေးတဲ့ pH ကမမှန်ဘူးပေါ့နော် pH ကမမှန်ဘူးအတက်ကြဖြစ်တယ်ဆိုလို့ရှိရင်သူကအားစီကောင်းကောင်းမစားတော့ဟုတ်ပြီဟိုလူလိုပဲပေါ့နော်အစားကောင်းကောင်းမဝင်တော့အဲ့အနေတဖြည်းဖြည်းနဲ့သူကအားနေလာမယ်အားစီမစားနိုင်ဘူးကျွန်တော်တို့ကလည်းအဲ့ဒါကိုမသိပဲနဲ့အားစီတွေဆွတ်ကျွေးမယ်ဆိုရင်သူကအားစီတွေကလည်းစုပုံလာတယ်မစားနိုင်အခါကျရင်အပင်လောင်တာတွေဖြစ်တတ်တယ်တဖြည်းဖြည်းနဲ့အရွက်တွေလောင်လာမယ်ဟိုပြီးတော့ဟိုအဖူးဖူးတယ်ဆိုလို့ရှိရင်အဖူးထိရောက်လာရင်တော့အဖူးတွေပါပြတ်တာပေါ့နော်ဒါပေမဲ့အရွက်မှာရှိတဲ့အချိန်ကတော့ဒီ vegetative state မှာဆိုရင်တော့အဲ့လိုမျိုးပြဿနာဖြစ်တယ်ဆိုရင်သူရေတွေပါဆေးချ flashing တွေပါလုတ်ပြီးတော့ recovery ဖြစ်အောင်ပြန်လုပ်လို့ရတယ် flowering မှာဖြစ်ရင်တော့မလွယ်ဘူးပေါ့နော်အဲ့ဆိုရင်အပင်က stress ကဘယ်ရွယ်မဆိုဖြစ်နိုင်တာပေါ့ဖြစ်နိုင်တယ်အပင်တေးသေးလေးလည်းဖြစ်နိုင်တယ်ဟို vest တွေရော flowering မှာလည်းဖြစ်နိုင်တယ်ပြီးရေလောင်းအရမ်းများတာတို့ပါတော့ပေါ့နော်အဲ့ပြဿနာကြီးဆိုလို့ရှိရင်လည်းအပင်ကဟို stress ဝင်ကြီးတာတွေပါရက်သွားရေတွေပါမတောက်နိုင်တော့အဲ့လိုမျိုးအဲ့လိုပြီးတော့ဒီခု vest stage ကနေ flowering stage ကိုကြတော့ဘယ်လိုအချိန်မှာပြောင်းခိုင်းလိုက်တာလဲဒီ